chord က power chord နော် power chord ဆိုတော့ E open power chord ကဒီမှာနော်6ချိုးအလုပ်ထားတယ်9ချိုးဒီမှာဖြည့်ရတယ်နော်နော် mute နော်ဒီမှာဖုတ်မယ်နော်ပြီးတော့နော်ပြီးတော့ဘာလာမလဲဆိုရင်တော့ C ပြီးတော့ D D က open ဒီမှာရှိနော်4ချိုးဖြည့်ထားတယ်3ချိုးဖြည့်ထားတယ်4ချိုးအလွတ်ထားတယ်ပြီးတော့ B minor ပြီးတော့ A minor နော်ဆိုတော့အားလုံးပေါင်းမယ်ဆိုတော့ဒါကောင်းကောင်းနိုင်ပြီဆိုတော့ rip တွေကျွန်တော်တို့စပင်ပြီးတော့တင်လို့ရပြီเนาะဒါတွေစတင်လို့ရပြီเนาะဒါတွေစတင်ပြီးတော့ကျွန်တော်တို့သွားလို့ရပြီဒီ power chord ကိုရအောင်လေ့ကျင့်ပေးပါเนาะ